ရှာရတာမလားဟုတ်ပါရဲ့အလကားလာကြလားမဟုတ်ဘူးနော်ကိုဝင်ဝင်လို့ချင်လို့ဟုတ်ကဲ့ပါဒါဆိုရင်ဒီနေ့ဘာရမလဲဆိုရင်တော့အခွင့်အလမ်းကိုရအောင်ယူသေးရှင်တယ်ပေါ့နော်ကျွန်တော်ကိုယ်တိုင်ကလည်းဒါကဒီနေ့ကျွန်တော်ဒီကိုရောက်လာတာဒုတိယမြောက်နေ့ပေါ့နော် resistance ကိုအခုမှစပြီးတော့ပြောပြပေးမှာဖြစ်တဲ့ကျွန်တော်တာဝန်ယူထားတာကတော့ဝင်ငွေအပိုင်းပဲဖြစ်တယ်ခင်ဗျာဒီလိုဝင်ငွေအကြောင်းကိုမပြောခင်မှာခုနက MC မတော်လားတော်ပါဘူး MC တော့လည်းကောင်းတယ်ကြားချင်းနဲ့ဟုတ်ကဲ့ပါကျေးဇူးများတင်တယ်နောက်ပြီးတော့ကုမ္ပဏီအကြောင်းပြောရတဲ့တာကြီးဆိုလိုက်အရင်ကမှတော်တယ်ခင်ဗျာသူကိုယ်တိုင်ကုမ္ပဏီရဲ့အခြေခံကိုအစအသေးစိတ်လေ့လာပြီးတော့မှကုမ္ပဏီဟာဘယ်လောက်ထိရေရှည်ခိုင်မာမှုရှိလဲကုမ္ပဏီဟာဘယ်လောက်ထိအောင်မှကောင်းလဲကုမ္ပဏီရဲ့တထေးတွေကဘယ်လောက်ထိစိတ်နဲ့စိတ်ထားကောင်းလဲဆိုတာကိုအသေးစိတ်ပြောပြပေးသွားတဲ့ပလဲရလို့ရှိရင်ကိုညံသိုးတဲ့လက်ထောက်တန်းကျေးကြားတင်တယ်ဒီလိုများရှင်နဲ့ဟုတ်ပြီကုမ္ပဏီကြောင်းတော့သိပြီကုမ္ပဏီဟာထုတ်ကုန်ပစ္စည်းနဲ့ထိုးဖောက်ရတာဖြစ်ပြီးတော့ထုတ်ကုန်ပစ္စည်းတွေကိုလည်းကိုယ်တိုင်ကြောက်တေချာလေးသုံးခွဲပြီးတော့ရလာနဲ့အခုဆိုရင်တစ်လကို3000ပဲနဲ့ချော်လဲချော်ထော်လဲထော်တဲ့လီတာကြီးကိုဖြူစုတွက်လဲလက်ထောက်လိုက်ကြရရှင်နဲ့များကျေးဇူးများတင်တယ်အခုမှဆိုရင်ကျွန်တော်ကနေပြီးတော့ဆက်မောစီပွားရေးမှာဒီလိုမျိုးပစ္စည်းကောင်းလေးကိုတောင်းပြီးတော့တကယ်လုံးရတကယ်ရတယ်တိမ်နဲ့တန်နဲ့ချီရတဲ့ဝင်ငွေချောင်းကိုပြောပြမယ်နားထောင်ချင်လားမလားဟုတ်ကဲ့ပါဒါဆိုရင်ဒီလိုမပြောမိကျွန်တော်ကိုဒီနေ့ဆက်မောစီပွားရေးမှာဒီနေရာထိရောက်အောင်ကျွန်တော်ကိုမိတ်ဆက်ပေးတဲ့အလိုင်းလေးရှိပါတယ်ခင်ဗျာကျွန်တော်ကိုဒီနေ့ဆက်မောစီပွားရေးနဲ့မိတ်ဆက်ပေးခဲ့တဲ့ကျွန်တော်အလိုင်းကတော့စေပါရရူစင်စင်ကာပူမှာအခုထိနေစာအလုပ်တစ်ဖက်နဲ့တွဲပြီးတော့ဆက်မောမှာတစ်လကို2000ပဲထည့်ရနေတဲ့လီတာကြီးမမတန်နာဝင်မဲ့ဖြစ်တဲ့ခင်ဗျာသူ့ကိုကျေးဇူးအများကြီးတင်တယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်မှာဒီနေ့ဆက်မောစီးပွားရေးကိုနားလည်အောင်သဘောပေါက်အောင်သူ့ရဲ့ညီကိုမောင်နှမစိတ်တက်တစ်ခွက်နဲ့နီးပြပေးနေနီးပြလေးတွေရှိတယ်အဲ့ဒါကတော့ကျွန်တော်အရန်ဓမ္မလေးစားအားကြတယ်ကျွန်တော်တို့ရဲ့ဂလူခေါင်းဆောင်နှစ်ဦးဖြစ်တဲ့လီတာကြီးမမကြီးရတွင်နဲ့ကိုစာလီကိုလည်းဒီကနေ့ကျေးဇူးအများကြီးနှမတင်တယ်လို့ပြောချင်တယ်ဒါကြောင့်မို့ကျွန်တော်နီးပြလေးကလည်းလက်ထောက်တိုက်ကြကြားချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်နာမည်ကတော့ဟင်းကိုစံလို့ခေါ်ပါတယ်ကျွန်တော်ဆိုရင်ဒီနေ့ဆက်မောကိုမလုပ်ခင်တော့ပါဘောနော်အရင်တော့ကကျွန်တော်တစ္ဆာလုပ်တွေကိုလုပ်ခဲ့ဖူးတယ်တစ္ဆာမှာအလုပ်တို့လုပ်ပြီးတဲ့အပြင်မှာကျွန်တော်စားသောက်ဆိုင်အလုပ်တွေလည်းလုပ်ခဲ့ဖူးပါတယ်ခင်ဗျဒီလိုမျိုးစားသောက်ဆိုင်အလုပ်တွေကိုလုပ်ကြိုင်ခဲ့ရင်လည်း10နှစ်တောင်မှပြီးခဲ့တယ်ကျွန်တော်ရည်မှန်းထားတဲ့ကျွန်တော်မိသားစုတွေကိုလည်းချက်ချမ်းသာသာအခုထိမထားနိုင်ခဲ့ဘူးခင်ဗျနောက်ပြီးတော့တထေးတွေနဲ့မှနေရတာဖြစ်လို့ကျွန်တော်ကအမြဲတမ်းဘယ်လိုပြောမလဲဆိုရင်တော့ကိုပေါ့နော်အမြဲတမ်းနှိမ်ခံတဲ့ဘဝကနေတက်လာတဲ့လူဖြစ်တဲ့ဒီလိုမျိုးနဲ့ပဲတနေ့မှာကျွန်တော်ကိုဒီနေ့ဆက်မောဆိုတဲ့အခွင့်အလမ်းနဲ့ကျွန်တော်အလာရနေပြီးတော့လာရောက်မိတ်ဆက်ပေးနေမှာအခုဆိုရင်ကျွန်တော်ဆက်မောစီဝါရေးကိုကြိုးစားခဲ့တာရှင်းလအတွင်းမှာဘရောင်းရလူနဲ့တလကို1000ပဲအထက်ကိုရရှိနေတဲ့တူတူဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒါဆိုရင်ကျွန်တော်ရဲ့အကြောင်းလေးကိုလည်းပြောပြပြီးဆိုရင်ဒီနေ့ဆက်မောစီးပွားရေးမှာသိန်းနဲ့တန်နဲ့ချီရမယ့်ဝင်ငွေအကြောင်းကိုပြောပြပေးမယ်ခင်ဗျာဒီလိုသိန်းနဲ့တန်နဲ့ချီရမယ့်ဝင်ငွေအကြောင်းကိုပြောပြတော့မယ်ဆိုရင်ဒီထဲကညီကိုမာမတွေကတော့တွေးနေတော့မှာပဲအရင်ကြီးတွေအများကြီးကုန်မှာပဲအချိန်တွေအများကြီးပြရမယ်လို့ပဲထင်နေကြမယ်ခင်ဗျာသိချာတဲ့ဆက်မောစီးပွားရေးမှာအရင်ကြီးတွေအများကြီးမကုန်ဘူးအချိန်တွေအများကြီးပေးစရာမလိုဘူးဒါပေမဲ့ဒီထဲကညီကိုမာမတွေအနေနဲ့နီးစနစ်လေးနဲ့သေသေးချာလေးလောက်တတ်ရင်မှတိန်းနဲ့တန်းနဲ့ချီရမယ်ဆိုလိုချင်လားခင်ဗျာလိုချင်ပါဘူးဟုတ်ကဲ့ပါဒါကြောင့်မို့ဒီလိုတိန်းနဲ့တန်းနဲ့ချီရတဲ့ဝင်ငွေကိုလောက်ကင်ဖို့အတွက်ပထမဦးဆုံး3ချက်လေးနဲ့ပဲစတင်ရမှာဖြစ်တယ်ခင်ဗျာနံပါတ်1လောက်ဆောင်မှာတော့ကျွန်တော်တို့လေအနေနဲ့300ပဲနဲ့အတင်းဝင်ရမယ်ခင်ဗျာ300ပဲများလားများပါဘူးသိချာလို့လားသိချာပါရဲ့
ကျွန်တော်တွေ့လို့များတယ်ခင်ဗျာဘာကြောင့်လဲကျွန်တော်ကိုယ်တိုင်ဆက်ဆက်မော်စီးပွားရေးမှာအသိတရားဝင်ဖို့အတွက်ဆိုရင်ကျွန်တော်ဟာနေ့စာအလုပ်ကိုလောက်ကိုင်ခဲ့ရတဲ့သူဖြစ်လို့တရက်မှာ300မိုးရင်းကနေမိုးချုံထိလောက်ရတာဖြစ်ပြီးဒီလိုမျိုး300ဘယ်နဲ့အကျိုးခံစားလို့မရှိဘူးဆိုရင်လေကျွန်တော်ကိုယ်တိုင်လည်းဝင်ရောက်လောက်ကိုင်ခဲ့မှာမဟုတ်ဘူးဆက်ဆက်မော်စီးပွားရေးမှာအသိ300ကလေးနဲ့ဝင်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့တရားဝင်စီးပွားရေးတော်တရားဖြစ်နေစီးပွားရေးကိုစတင်လို့ရတယ်ခင်ဗျာကောင်းလားခင်ဗျာကောင်းပါတယ်နောက်ပြီးတော့ကျွန်တော်တို့လေဒီလို300ဘတ်ကိုအဲ့ထမှာရှိနေရင်ဒီပတ်စံတိုးလာပါမလားခင်ဗျာတိုးပါဘူးဒီတိုင်းပဲလမ်းမကြပြတ်သွားရင်ဟောရှုံအောင်မှာပဲမလားဟုတ်ပါဘူးဒီနေ့ဆက်မော်စီးပွားရေးမှာဒီလို300ဘတ်လေးနဲ့အသေးဝင်လိုက်ပြီဆိုတာနဲ့နိုင်ငံပေါင်း35နိုင်ငံပေါင်း9နိုင်ငံနဲ့ရုံးခွဲ35ရုံးမှာတရားဝင်စီးပွားရေးအသင်းဝင်သမားတယောက်ဖြစ်ခွင့်ရတယ်ခင်ဗျာနောက်ထပ်ထရသေးတယ်ကျွန်တော်တို့ရဲ့အသက်ကိုအာမခံပေးထားတယ်အသက်အာမခံခြင်းထိုင်းလို့ဆိုရင်တော့ပကံချီဝီလို့ခေါ်တယ်ခင်ဗျာဒီလိုမျိုး300လေးနဲ့ဝင်လိုက်ပြီဆိုတာနဲ့အသက်အာမခံခြင်းတသိမ်းမပြင်ရတယ်ဆိုရင်ကြာလားခင်ဗျာလောက်နိုင်လားသေချာတယ်ဒီချက်မကလုပ်လို့ရသေးရနော်နောက်ပြီးတော့ကျွန်တော်တို့လေစီးပွားရေးကိုစတင်လုပ်ကြဖို့အတွက်ဆက်မော်စီးပွားရေးမှာ300ဘတ်လေးနဲ့အသင်းမှဝင်လိုက်တဲ့သူတိုင်းကိုဆက်မော်ကုမ္ပဏီကနေပြီးတော့ကိုယ်ပိုင်ကုန်းနံပါတ်လို့ခေါ်တဲ့ 1ID1 နိုင်ငံတကာနဲ့ချိတ်ဆက်လို့ရတဲ့ website ကိုရမယ်ဆိုတော့ကြာလားခင်ဗျာโอเคဒါကြောင့်ဆက်မော်အတွက်လက်ခုပ်တန်းကြည့်ကြားချင်ပါတယ်ခင်ဗျာနောက်ထပ်ထရတရားတစ်ခုရှိတယ်အဲ့ဒါကတော့ကျွန်တော်တို့တွေဆက်မော်ကုမ္ပဏီကထုတ်ကုန်ပစ္စည်းတွေကိုဈေးနှုန်းချိုတကာလေးနဲ့ဝယ်ယူသုံးစွဲခွင့်ကိုလည်းရရှိမှာဖြစ်တယ်ခင်ဗျာဒါဆိုရင်ဒီ300ဘတ်လေးနဲ့ဒီလိုအချက်လက်တွေရတယ်ဆိုရင်လည်းကျွန်တော်တို့လေလောက်ရတာမတောင်လားโอเคနောက်ထပ်ဆက်သွားမယ်နံပါတ်2လောက်ဆောင်ရမှာကကြတော့ကျွန်တော်တို့လေစီးပွားရေးစတင်ဖို့အတွက် share မျိုးတော့ရွေးချယ်ရမှာဖြစ်တယ်ခင်ဗျာဒီနေ့ဘယ်အလုံးမဆိုကျွန်တော်တို့လေရင်းနှီးမြှုပ်နှံမှုရှိမှလုပ်လို့ရတယ်နေ့စားအလုံးမှာတော့မှချွေးတွေသွေးနဲ့ရင်းနှီးထားပြီးမှပတ်စံရတယ်ခင်ဗျာဒီနေ့ကိုယ်တိုင်စီးပွားရေးလုပ်ဖို့ဆက်မော်ကုမ္ပဏီမှာအဲ့လိုချွေးတွေသွေးတွေလောကရင်းနှီးစရာမလိုဘူးသူကနေပြီးတော့ share ဝင်နှမျိုးကိုရွေးချယ်ခိုင်းထားတယ်ဒီထဲကညီကိုမနမတွေအနေနဲ့အဲ့ဒီ share ဝင်နှမျိုးနဲ့သားကဘယ်လိုနေလဲဆိုတာမသိချင်ကြလားသိပါပါโอเคအဲ့ဒီ share ဝင်နှမျိုးကတော့ supervisor လို့ခေါ်တယ် share ဝင်အသေးသားနဲ့ executive လို့ခေါ်တယ် share ဝင်ကြီးသားပဲဖြစ်တယ်ခင်ဗျာ supervisor လို့ခေါ်တာကတော့ share ဝင်အသေးသားဆက်မော်ရဲ့ထောက်ကုန်ပစ္စည်းအကုန်လုံးကိုသူကနေပြီးတော့ PUE ဆိုတဲ့အမှတ်လေးနဲ့ပေးထားတယ်ခင်ဗျာကျွန်တော်တို့ပြင်မှာဝယ်သုံးနေတဲ့ကုန်ပစ္စည်းတွေမှာ PUE အမှတ်လေးဆိုတာပါဘူးလားခင်ဗျာမပါဘူးတော့ဒီနေ့ဆက်မော်စီးပွားရေးမှာ supervisor share ဝင်တရားဖြစ်ဖို့အတွက်ဆိုရင်ခုနကတော့လီဒါကြီးကိုဖြိုးသူပြောပြသွားတဲ့ထောက်ကုန်ပစ္စည်းတွေကိုမိတ်ဆွေတို့ကြိုက်တဲ့ပစ္စည်းဝယ်သုံးဝယ်စားရင်လည်း950 PUE ရှိမယ်ထိုင်းဘတ်ငွေနဲ့ကြားသိမယ်ဆိုရင်အခုချိန်မှာတော့ပစ္စည်းပေါ်မှာမူတည်ပြီးတော့4500ပဲပြည့်ပြီဆိုတာနဲ့ကျွန်တော်တို့လေဆက်မော်စီးပွားရေးမှာ supervisor လို့ခေါ်တဲ့ share ဝင်တယောက်ဖြစ်တဲ့စီးပွားရေးကိုတသက်လုံးလုပ်ကြခွင့်ရတယ်ဆိုရင်လောက်ရတာပြောလားခင်ဗျာလောက်နိုင်လားโอเคနောက်ထပ်အဲ့စကတိကလည်းခုနတော့က supervisor နီးတိုင်းနဲ့ကိုလိုချင်တဲ့ပစ္စည်းကိုနေစဉ်မရှိမဖြစ်သုံးဆွဲရတဲ့ပစ္စည်းတွေကိုဒီ supervisor ထက်ကျော်ပြီးတော့ဝယ်သုံးဝယ်စားမယ် PUE အမှန်နဲ့ကြည့်မယ်ဆိုရင်3000 PUE ရှိမယ်ထိုင်းဘတ်ငွေနဲ့တွက်ကြည့်မယ်ဆိုရင်14000ဘတ်ဝန်းကျင်လေးကြားလိုက်ပြီဆိုတာနဲ့ဆက်မော်စီးပွားရေးမှာအဲ့စကတိလို့ခေါ်တဲ့စီးပွားရေး share ဝင်ကြီးသားဖြစ်နေတသက်လုံးစီးပွားရေးလုပ်ကိုင်ခွင့်ရမယ်ဆိုတာလားခင်ဗျာနားလဲလားနားလဲတော့နားလဲပဲလို့ဖြစ်နေဒီတော့မှ executive ပဲဆိုတော့
ဒါဆိုရင်ဒီလို14000ဘုံ14000ကျော်ဘတ်ဝန်းကျင်လေးကျွန်တော်တို့တွေထိုင်းနိုင်ငံမှာပဲဖြစ်ဖြစ်စင်ကာပူမှာပဲဖြစ်ဖြစ်မလေးရှားမှာပဲဖြစ်ဖြစ်2 လကိုနေသားလုံးလို့ဒီလိုမျိုးစီးပွားရေးကြီးတစ်ခုလုပ်လို့ရမယ်ဆိုရင်လုပ်နိုင်လားခင်ဗျာအပြင်မှာ14000ကျော်ဘတ်ဝန်းကျင်နဲ့ဘာစီးပွားရေးလုပ်လို့ရလဲဒီနေ့ဆက်မော်စီးပွားရေးမှာကိုလိုချင်တဲ့ပစ္စည်းလေးတွေဝယ်စားရင်းနဲ့စီးပွားရေးလုပ်ခွင့်ရတယ်ခင်ဗျာဒါကြောင့်မို့ဆက်မော်တော်နှစ်ခုတန်းအကျယ်ကြီးကြားချင်ပါတယ်ဒီရှယ်ယာဝင်နှမျိုးနဲ့သားကိုတော့ဒီနေ့အသင်းဝင်ပြီးတော့ဒီနေ့လှုပ်ဆောင်မယ်လို့ဆိုလိုထားတာတော့မရှိဘူးကိုကနေပြီးတော့အသင်း300ဘန်နဲ့ဝင်တဲ့နေရာစပြီးတော့2 လတီရက်ပေါင်း60အချိန်ပေးထားတာဖြစ်လို့ကျွန်တော်တို့လိုမျိုးတာမန်လူတန်းသားတွေလည်းလုံနိုင်ရဆိုရင်မလုံနိုင်ရလားလုံနိုင်ရနော်ဒါကြောင့်လို့ဆက်မောမှာအောက်ခြေလူတန်းသားတွေအစားလောက်ကန်နေတာဖြစ်တယ်ခင်ဗျာနောက်ထပ်လောက်ဆောင်မှာတော့နံပါတ်3ဒီတစ်ချက်လောက်ဆောင်ပြီးတာနဲ့ကျွန်တော်တို့ဝင်ငွေရပြီခင်ဗျာဒီနံပါတ်3ကကြတော့ကျွန်တော်တို့တွေခုနကတော့လိုမျိုးဒီလိုမျိုးရှယ်ယာတွေလုံးဝဝယ်ကြမလို့တော့ဘူးဒါပေမဲ့ကိုလိုချင်တဲ့ပစ္စည်းလာစဉ်250 1000ဘတ်ဝန်းကျင်လေးဝယ်စားပေးရုံနဲ့ခင်ဗျာကျွန်တော်တို့အိမ်မှာတလားကိုခေါင်းချော်ရည်သွားလိုက်တယ်အဝတ်ချော်ရည်တစ်လောက်1000ပဲမကုန်ဘူးလားခင်ဗျာကျွန်တော်ဆိုလဲကုန်တယ်ဒီထဲကြီးကိုမှမလည်းကုန်ပါပဲခင်ဗျာဒီလိုမျိုး250ပြည်ဝီ1000ဘတ်ဝန်းကျင်လေးဝယ်စားပေးမယ်ဆိုရင်ဆက်မောမှာရရှိနိုင်တဲ့ဝင်ငွေ6 လမ်းနဲ့နိုင်ငံခြားလေပတ်ပြီး free လိုက်ပါခွင့်ရမယ်ဆိုတန်လားခင်ဗျာအရန်မတန်တဲ့အပြင်မှာဒီလို1000ဘတ်ဝန်းကျင်လေး7လို့ပဲဖြစ်ဖြစ် BC လို့ပဲဖြစ်ဖြစ်သွားဝယ်တဲ့ခါကျရင်ကျွန်တော်တို့ဘာပြန်ရဘူးလဲဘာမှမရဘူးနော်ဒါကြောင့်လို့ဆက်မောဆိုတဲ့နေရာလေးမှာလာပြီးတော့နေရာလေးပြောင်းပြီးတော့250ပြည်ဝီလာစဉ်1000ဘတ်လေးဝယ်ယူသုံးစွဲခိုင်းရခြင်းဖြစ်တယ်ခင်ဗျာဒါဆိုရင်အဲ့ဒီဝင်ငွေ6 လမ်းပါလေသိချင်ကြလားခင်ဗျာဒါကြောင့်မို့နံပါတ်1ကကြတော့လက်လိအမြဲလို့ခေါ်တယ်ခင်ဗျာသူကနေပြီးတော့ကုမ္ပဏီကနေပြီးတော့20%ကနေ30%ထိပေးထားတဲ့ဒီထဲမှာဈေးရောက်တဲ့သူတွေပါလားခင်ဗျာဈေးရောက်ဝဒနာပါတဲ့သူတွေပါလားပါတဲ့သူဆိုရင်ဒီနေ့နံပါတ်1ဝင်ဝင်မှာအခုလောက်ရင်အခုရတယ်ခင်ဗျာခုနေနဲ့ကျွန်တော်ပြောပြမယ်ကျွန်တော်တို့ဆက်မောကုမ္ပဏီမှာမိုးခေါ်ရခြင်းလို့ခေါ်တယ်အသားဖြူတဲ့ကုမ္ပဏီမှာကျွန်တော်တို့အသင်း300ဘန်နဲ့ဝင်ထားတဲ့သူတိုင်းဟာမန်ပါသေး1090ဘန်နဲ့ရရှိမှာဖြစ်တယ်ခင်ဗျာပြီးကျွန်တော်တို့လေအပြင်မှာ1500ဘတ်နဲ့ပြန်လဲရောင်းချခွင့်ကိုလည်းကုမ္ပဏီကနေသတ်မှတ်ပေးထားတာဖြစ်တဲ့ဒါဆိုရင်အသင်းဝင်ဈေးက1090ပြန်ရောင်းမဲ့ဈေးက1500ဘတ်ဒါဆိုရင်တဘူးမှအမြဲငွေဘယ်လောက်ရနိုင်လဲ430ဘတ်နဲ့ငွေရရှိနိုင်တာဖြစ်တဲ့ဒီလိုမျိုးမဲ့ဆက်မောကုမ္ပဏီမှာပစ္စည်းမိုးခေါ်ရခြင်းတစ်ခုထဲမှာမဟုတ်ဘူးကြိုက်တဲ့ပစ္စည်းဝယ်ပြီးတော့ရောင်းလို့ရတယ်ခင်ဗျာရောင်းလို့10ဘူးလောက်ရောင်းနိုင်တယ်မဲ့ဆိုရင်ရောအများငွေဘယ်လောက်ရနိုင်လဲ4လောက်ဒါကြောင့်မို့ဒီဝင်ငွေဟာအခုချက်ချင်းလို့ချင်းအခုချက်ချင်းအသေးဝင်ပြီးတော့ဝယ်ပြီးတော့လည်းရောင်းလို့ရတယ်ခင်ဗျာဒါကြောင့်လို့ဆက်မောလည်းလောက်တော့ကျေးဇူးတင်ပါတယ်နောက်နံပါတ်2ကကြတော့မိတ်ဆက်စုကြည်လို့ခေါ်တယ်ခင်ဗျာဒီဝင်ငွေဆိုလဲအရင်ကမှကောင်းတယ်ကျွန်တော်တို့ဒီလိုမျိုးကောင်းမှုနေတဲ့အရာကိုကျွန်တော်တို့ပတ်ဝန်းကျင်တွေကိုမိတ်ဆက်နေကြကြင်ညာကြဟုတ်တယ်မလားခင်ဗျာဟုတ်ပါရဲ့ဘာမှမဟုတ်တဲ့မင်းသားမင်းသမီးရဲ့အကြောင်းလေးတော့မှတနေ့နဲ့တရားနဲ့တရားမျှဝေလို့ရဲတယ်ပြည်သူကချောတယ်တတ်မမြင်အားလှတယ်ဆိုပြီးမပြောရဲကြဘူးလားပတ်သက်ပြန်ရလားခင်ဗျာဒါပေမဲ့ဆက်မောစီပွားရေးမှာကိုတိုင်းနဲ့ကနေပြီးတော့ဒီနေ့ရုံလာတယ်လို့မျိုးအခွင့်အလမ်းမြင်နေဆိုပြီးတော့အသင်း300ဘန်းနဲ့ဝင်မယ်အဲ့စက်ကတစ်ဆိုတဲ့ share ဝင်ကြီးစားနဲ့လည်းဝင်ရောက်လောက်ကင်မယ်ပြီးတော့ကိုမှတငယ်ချင်းမရှိဘူးလားရှိတဲ့အခါကျရင်လောကမှာကိုလိုမျိုးတငယ်ချင်းတွေရှိတဲ့အပြင်မှာလောကကြီးထဲမှာလည်းနေသားလုံးပဲတသက်လုံးမယ်ဆိုတဲ့သူတွေပဲရှိလား
ကိုလိုမျိုးစီးပွားရေးလုပ်ချင်တဲ့သူတရားမဟုတ်တရားတော့ရှိမယ်ခင်ဗျာကျွန်တော်တို့အဲ့လိုမျိုးလူမျိုးကိုမိတ်ဆက်ပေးမယ်မိတ်ဆက်လိုက်လို့ကုမ္ပဏီကနေပြီးတော့ကျွန်တော်တို့လေးကိုအဲ့လိုမျိုးပေါ့နော်မိတ်ဆက်လိုက်တဲ့သူကနေပြီးအခွင့်အလမ်းတွေမြင်နေဆိုပြီးတော့အဲ့စက်ကတိလို့ခေါ်တဲ့3000 PV နဲ့ဝင်ရောက်လုပ်ကင်ခဲ့မယ်ဆိုရင်ဆက်မော်ကုမ္ပဏီမှာ30ရာခိုင်နှုန်း900ဘတ်အကျိုးခံစားခွင့်ပေးတယ်ခင်ဗျာအပြင်မှာကျွန်တော်တို့လေ7လို့ BC လို့မျိုးမှာပြည့်စည်ကောင်းတယ်သူများကိုညွှန်ပြတယ်သူများသားဝဲကျွန်တော်တို့ပတ်ဆိုင်ရလားဒီနေ့ဆက်မော်စီပွားရေးမှာအခွင့်အလမ်းကောင်းရှိတယ်ဆိုပြီးတော့ပြောပြလိုက်ရုံလေးနဲ့ကိုကနေပြီးမိတ်ဆက်လိုက်တဲ့သူကအခွင့်အလမ်းမြင်ပြီးတော့သူကနေပြီးစီပွားရေးကိုရုံကြည်ဝင်ရောက်လုပ်ကင်ခဲ့တာဖြစ်လို့30ရာခိုင်နှုန်း900ပဲရရှိနိုင်တာဖြစ်တဲ့အဲ့ဒီလူကိုတော့ကျွန်တော်တို့လေ G1 ကိုအေလို့နာမည်လေးပေးထားမယ်ခင်ဗျာဒါဆိုရင် G1 ကိုအေမှာတော့သူ့မှာတငယ်ချင်းပတ်ဝန်းကျင်အပေါင်းအသင်းရှိနိုင်လားသူ့မှာလည်းအပေါင်းအသင်းရှိနိုင်တယ်သူကနေပြီးတော့ဆက်သွားတယ်ကိုဘီဆိုပါတော့ကိုဘီကဒီနေ့စီပွားရေးမှာသူကိုယ်တိုင်ကလည်းကိုအိမ်မိတ်ဆက်လာတာဖြစ်လို့သူကအခွင့်အလမ်းကိုဝင်ရောက်လေ့လာတဲ့အချိန်မှာကိုအိမ်ကဒီစီပွားရေးကိုအသေးစိတ်ပြောပြလို့နိုင်သေးလားခင်ဗျာမနိုင်သေးဘူးနော်သူဟာကိုအိမ်မိတ်ဆက်လိုက်တဲ့သူဖြစ်လို့သူကလည်းယုံကြည်မှုတော့တရားရခိုင်လို့ရှိအောင်မဟုတ်ဘူးအခွင့်အလမ်းကဘာလဲဆိုတာကိုသိချင်လို့ဝင်လေ့လာမယ်ဒါပေမဲ့ဒီနေရာမှာကျွန်တော်တို့ကနေပြီးကိုဘီကိုအခွင့်အလမ်းလေးသိချပြောပြမှာဖြစ်တယ်ခင်ဗျာကျွန်တော်တို့ပြောပြလိုက်လို့ကိုဘီကလည်းအခွင့်အလမ်းတွေမြင်လို့အဲ့စက်ကတိလို့ခေါ်တဲ့3000 PV နဲ့ဆက်မော်တီဘွားရေးမှာဝင်ရောက်လောက်ကင်ခဲ့မယ်ဆိုရင်30ရာခိုင်နှုန်း300ပဲအကျိုးခံတာပဲပေးတယ်ခင်ဗျာဒီကိုဘီကိုကျွန်တော်တို့သိကြလို့လားကိုဘီဆိုတာကျွန်တော်တို့ခေါ်လာလားဒါပေမဲ့ကိုဘီဟာကိုအေရဲ့မိတ်ဆက်ဖြစ်တယ်ခင်ဗျာဒါပေမဲ့ဆက်မော်စီဘွားရေးမှာကိုခေါ်နှစ်သိန်းထိအကျိုးခံစားကိုရရှိနိုင်တာဖြစ်တယ်ဒီလိုမျိုးအစ်စ်မှသိထားရမှာကတော့ကျွန်တော်တို့ကိုယ်တိုင်ကနေပြီးအဲ့စက်ကတင်နဲ့ဝင်ရောက်မယ်ဆိုရင်နှစ်သိန်းထိအကျိုးခံစားခွင့်ရမယ်စူပါဝိုင်ဇာနဲ့တာဝင်ရောက်လောက်ကန်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ရဲ့ဒိုင်ရိုင်မိတ်ဆက်ကိုယ်တစ်သိန်းထိပဲအကျိုးခံစားခွင့်ရမယ်ခင်ဗျာဒီထဲဒီကောင်မနမတွေကိုကျွန်တော်မေးကြည့်မယ်အလုံးလုံးရတာချင်းတူပင်ပန်းတာချင်းတူအချိန်ပေးရတာချင်းတူတစ်သိန်းရရနဲ့ဝင်မျိုးလိုချင်လားဒါမှမဟုတ်တိမတိနှစ်သိန်းကြီးရနဲ့ဝင်မျိုးလိုချင်လားခင်ဗျာကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုမျိုးနှစ်သိန်းတီရနဲ့တိမတိဝင်မျိုးကိုလိုချင်တာဖြစ်လို့အသိန်း300ဘန်းနဲ့ဝင်နေနေရစပြီးတော့အဲ့စက်ကတိဆိုတဲ့ဆရာဝန်ကြီးသားနဲ့ဝင်ရောက်လောက်ကင်ကြတာဖြစ်ပြီးအဲ့စက်ကတိနဲ့ဝင်ရောက်လောက်ကင်ရင်အရန်မတက်တယ်လို့ပြောချင်တယ်ခင်ဗျာနောက်ထပ်နံပါတ်3စုကြည်ကြတော့ကျဲမွေးထုတ်စုကြည်လို့ခေါ်တယ်ခင်ဗျာတနည်းအားဖြင့်ကတော့စတားမွေးထုတ်စုကြည်လို့လည်းခေါ်တယ်ဒီနေ့နားထောင်နေတဲ့လူတွေမှာလက်ပတ်နှစ်ဖက်ရှိတယ်ခင်ဗျာသိကြတယ်နော်ကျွန်တော်ကိုယ်တိုင်လည်းလက်နှစ်ဖက်ပဲရှိတယ်ဒီလိုပဲကျွန်တော်တို့ရဲ့ဆက်မော်စီဘွားရေးဟာဘယ်မှာတလိုင်းညမှာတလိုင်းဆိုပြီးတော့နှစ်လိုင်းသွားစနစ်ဖြစ်တယ်ဒါတော့ကိုယ်တိုင်ခုနကတော့ကျွန်တော်တို့မိတ်ဆက်လိုက်တဲ့ကိုအိမ်နဲ့ကိုဘီကိုတစ်ဖက်စီနေရာလေးဖွဲပြီးတော့ချပေးမယ်ခင်ဗျာကိုအိမ်ကလည်း expectation ဝင်ကြီးသားဖြစ်မယ်ကိုဘီကလည်း expectation ဝင်ကြီးသားဖြစ်မယ်မိမိကိုယ်တိုင်ကလည်း expectation ဝင်ကြီးသားဖြစ်မယ်ဆိုရင်ဒီလိုသုံးပွင့်ဆိုင် expectation ဝင်ဖြစ်ပြီးဆိုတာနဲ့ကုမ္ပဏီကပြီးတော့မိတ်ဆွေကိုစတားဖြစ်တယ်လို့သတ်မှတ်ပေးရခင်ဗျာစတားပြရတာမလွယ်ဘူးလားခင်ဗျာဒါဆိုရင်ကျွန်တော်တို့တွေဘယ်မှာတယောက်ညမှာတယောက်ရှိရင်စတားဖြစ်ပြီဒါပေမဲ့သူဟာနံပါတ်3စုကြည်မှာပြောထားတာကိုခေါ်လာနဲ့သူ့ကိုစတားမွေးထုတ်ပြရမယ်လို့ပြောထားတယ်ခင်ဗျာဒါဆိုရင်ကိုခေါ်လာနဲ့သူ့ကိုဖြစ်ထားမလားကူညီမှာပဲမလားခင်ဗျာဘယ်လိုကူညီရမလဲဆိုတော့ကျွန်တော်တို့မိတ်ဆက်လိုက်တဲ့ကိုအေပဲဖြစ်ဖြစ်ကိုဘီပဲဖြစ်ဖြစ်သူ့ကိုလည်းကျွန်တော်တို့လိုမျိုးဘယ်မှာတယောက်ညမှာတယောက်ဥပမာကိုအေဆိုပါစို့ကိုအေကလည်း expectation ဝင်ကြီးသားဖြစ်မယ်ကိုအေမိတ်ဆက်လိုက်တဲ့ကိုအေ1ကလည်း expectation ဝင်ကြီးသားဖြစ်မယ်ကိုအေ2ကလည်း expectation ဝင်ကြီးသားဖြစ်မယ်ဆိုရင်ဒါဆိုရင်ကျွန်တော်တို့မိတ်ဆက်လိုက်တဲ့ကိုအေစတားမဖြစ်ပါဘူးလားဒါဆိုရင်ကိုအေပတ်သက်မရပါဘူးလားရပါတယ်နော်ဒီ
လိုမျိုးကိုအင်ကိုပတ်စံရအောင်ကူညီပေးလို့ကုမ္ပဏီကနေပြောလဲကျွန်တော်တို့ကိုစတားမွေးထုတ်စုချေ1800ဘတ်ဆိုပြီးတော့ပေးတယ်ခင်ဗျာဒါကတော့ကျွန်တော်တို့မိတ်ဆက်လိုက်တဲ့သူတွေမှာအိတ်စက်ကတိဘယ်မှာတရားညာမှာတရားကိုတိုင်လဲအိတ်စက်ကတိဖြစ်ဖို့လိုတယ်ခင်ဗျာအဲ့လိုမျိုးမှမဟုတ်ပဲနဲ့ကျွန်တော်တို့ကိုယ်တိုင်ကနေပြီးကျွန်တော်တို့ကအိတ်စက်ကတိဖြစ်နေမယ်ဒီကျွန်တော်တို့ခေါ်လာတဲ့ဘယ်တရားညာတရားကကြတော့စူပါဗိုင်ဇာဖြစ်နေမယ်ဆိုရင်တော့ကျွန်တော်တို့တွေအပေါ်ကပြတာနဲ့စတားစူပါဗိုင်ဇာဆိုပြီးတော့လေကျွန်တော်တို့တွေဒီမှာ400ပဲရရှိနိုင်တာဖြစ်တယ်ခင်ဗျာဒါဆိုရင်ကျွန်တော်တို့တွေညံ့မကူညီရအောင်လားသတ်သတ်တော်စီပွားရေးကအပေါ်ကရပြီးအောက်ကနေပြနေစီပွားရေးလားမဟုတ်ဘူးနော်ကိုခေါ်လာတဲ့သူကိုကိုလိုမျိုးပတ်စံရအောင်ကိုညီပေးမကိုတိုင်ပတ်စံရတဲ့စီပွားရေးဖြစ်တယ်ခင်ဗျာဒါကြောင့်မို့ဒီလိုညတာတဲ့သတ်သတ်တော်အတွက်လက်ထပ်တဲ့ကျေးနောက်ထပ်နံပါတ်4ဒီနံပါတ်4ကကြတော့ကျွန်တော်တို့လေဒီနေ့လာရောက်နားထောင်နေတဲ့သူတွေရောကျွန်တော်ကိုယ်တိုင်လိုချင်တဲ့ဝင်ငွေပဲဖြစ်တယ်ခင်ဗျာခုနတော့ကနံပါတ်1နံပါတ်2နံပါတ်3ဟာကိုယ်တိုင်လုံးမရတဲ့ဝင်ငွေဖြစ်တယ်ခင်ဗျာဒီနေ့နံပါတ်4ဝင်ငွေမှာခုနတော့ကကျွန်တော်တို့စတားမွေးထုတ်ပေးလိုက်ပြီဆိုတာနဲ့အဖွဲ့အစည်းတွေမဖြစ်လာနိုင်ဘူးလားဖြစ်ပါပါအဖွဲ့အစည်းတွေဖြစ်လာမယ်ဆိုရင်ကျွန်တော်တို့ကိုတက်မော်စီဝါရေးမှာနံပါတ်4အသိဖွဲ့စုကြည်ဆိုပြီးတော့ပေးရခင်ဗျာဒီဝင်ငွေဟာကျတော့ကျွန်တော်တို့လိုမျိုးစီးပွားရေးကိုတကယ်ကြိုက်တဲ့သူတွေစိတ်ဝင်စားနေတဲ့သူတွေတို့အရန်နမကောင်းတဲ့ဝင်ငွေဖြစ်တယ်ဒါကြောင့်မလို့ဒီနေ့တက်မော်နံပါတ်4အသိဖွဲ့စုကြည်မှာလာတဲ့ဝင်ငွေသိန်းကနာတန်ကနာချီလိုချင်တဲ့သူလေးတွေသိချအာရုံစိုက်ပြီးနားထောင်ပေးမယ်ခင်ဗျာကျွန်တော်တို့ရဲ့တက်မော်စီပွားရေးဟာဘယ်မှာတလိုင်းညာမှာတလိုင်းဆိုပြီးတော့ကျွန်တော်ပြောခဲ့တယ်ခုနတော့ကကျွန်တော်တို့ရဲ့ဘယ်နဲ့ညာမှာကိုအီနဲ့ကိုဘီဆိုပါစို့ကျွန်တော်တို့ကနေပြီးတော့ကိုအီကိုမိတ်ဆက်လာလိုက်တဲ့ဒါပေမဲ့ကိုအီကနေစိမ့်သက်သွားတဲ့သူဘယ်သူမှဆိုကျွန်တော်တို့ရဲ့နဝအကလူဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့နဝအဖွဲ့အစည်းဖြစ်တယ်ခင်ဗျာနောက်ထပ်ဒီဘက်ချမ်းမှာလည်းညာဘက်ဆိုပါစို့ကိုဘီကိုလည်းကျွန်တော်တို့မိတ်ဆက်လိုက်တယ်ကိုဘီကနေစိမ့်သက်သွားတဲ့သူမှန်သမျှအားလုံးဟာလည်းကျွန်တော်တို့ရဲ့နဝအောက်ကလူတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့နဝအဖွဲ့အစည်းဖြစ်တယ်ခင်ဗျာအဲ့လိုမျိုးကျွန်တော်တို့ဘယ်တစ်ဖက်ညာတစ်ဖက်ကလူတွေဟာသူတို့တွေကနေပြီးတော့ခေါင်းလျှော်ရည်သွားတိုက်စေသူတို့ဟာသူတို့ကြိုက်တာဝဲဒီဘက်ချမ်းဖွဲ့မှာလည်းသူတို့ကြိုက်တာသူတို့ဝဲဒါပေမဲ့သူတို့တွေဘာပဲဝဲအားနည်းတဲ့အဖွဲ့ဆိုပါလို့ဘယ်ဘက်ဆိုပါလို့ပေါ့နော်ဒီအားနည်းတဲ့ဘက်မှာ1500 PV ရှိမယ်နောက်ထပ်အားများနဲ့ညာဘက်အဖွဲ့စီမှာ2250 PV တက်လာမယ်ဆိုရင်အဲ့ဒီလိုဘယ်နဲ့ညာနဲ့ပေါင်းပြီးတစ်ချိန်ဆိုပြီးပတ်စံပေးရခင်ဗျာဒါဆိုရင်တက်မောမှာအဲ့လိုမျိုးဘယ်ဘက်ချမ်းမှာ1500ရှိမယ်ညာဘက်ချမ်းမှာ2250 PV ရှိလာမယ်ဆိုရင်တစ်ချိန်မှာဘလောက်တောင်မှပေးလဲဆိုရင်တော့ကျွန်တော်တို့တွေစူပါဝိုင်ဇာနဲ့ဝင်ခဲ့တဲ့သူတွေဆိုရင်တစ်ချိန်ကို600ပဲရရှိမှာဖြစ်တယ်ခင်ဗျာနောက်ပြီးတော့ကျွန်တော်တို့တွေကနေအဲ့တက်ကတဲ့ဝင်နေတဲ့သူတွေဆိုရင်တစ်ချိန်ကို920ပဲရရှိတာဖြစ်တဲ့စူပါဝိုင်ဇာနဲ့အဲ့တက်ကတဲ့တစ်ချိန်ကိုဘယ်လောက်ပဲกว่าလဲခင်ဗျာ120ဒါပေမဲ့120ညမှာကြိုက်ကောင်းမလားကောင်းတယ်နော်ကျွန်တော်ပြောချင်တာဟာတစ်ချိန်ထဲမှာ120လေးပဲกว่าတယ်သူကနေပြီးတော့တက်မော်စီးပွားရေးမှာအမြင့်ဆုံးအကြိမ်ဟာ1600ထိတောင်မှပေးထားဖြစ်လို့တလတွင်ထဲမှာဘလောက်ထိတောင်မှกว่าချားနိုင်လဲဆိုရင်တော့စူပါဝိုင်ဇာနဲ့ဝင်ခဲ့တဲ့သူတွေကဆိုရင်တစ်ချိန်ကို600ပဲဖြစ်ပြီးတော့အကြိမ်ပေါင်း1600နဲ့မြောက်ကြည့်ခဲ့မယ်ဆိုရင်တလတွင်ထဲမှာသူကနေပြီးတော့sorry နော်တလတွေထမှာသူကနေပြီးတော့ဘလောက်ထိတောင်မှရနိုင်လဲဆိုရင်တော့9,600ပဲထိတောင်မှရရှိနိုင်တာဖြစ်တယ်ခင်ဗျာဒါဆိုရင်ကျွန်တော်တို့စတင်ပြီးတော့ရင်းနှီးခဲ့တာဘလောက်တွေပဲရင်းနှီးခဲ့ရလဲ4,000ကျော်ဝန်းကျင်လေးရင်းနှီးပြီးတော့9,000ကျော်လောက်ရမယ်ဆိုရင်မတန်ဘူးလားခင်ဗျာလုံးလိုက်လားဒီလိုက်လုံးလိုက်တယ်နော်နောက်ပြီးတော့အဲ့တက်ကတိနဲ့ဝင်ခဲ့တဲ့သူတွေဆိုရင်ဘလောက်ထိတောင်မှရနိုင်လဲဆိုရင်တော့တစ်ချိန်မှာ920ပဲဖြစ်ပြီးတော့အမြင့်ဆုံးအကြိမ်1600နဲ့ညှောင်းခဲ့မယ်ဆိုရင်တလအတွင်းထဲမှာသူကနေပြီးတော့တသိန်း5200ပဲထိတောင်မှရရှိနိုင်တာဖြစ်တယ်ခင်ဗျာဝေါတတမတော်လက်ထက်ချယ်ဘလောက်ပဲရင်းနှီးခဲ့ရလဲ1000ကျော်လေးရင်းပြီးတော့တန်းနဲ့ချီရမယ်ဆိုမတန်ဘူးလား
အရန်ဓမ္မတန်နဲ့ဒါဒီလိုဝင်ငွေမျိုးကိုရဖို့အတွက်ကျွန်တော်တို့လေဘယ်လောက်ထိပဲအချိန်ပေးရမလဲဆိုရင်တော့ဆက်မော်စီးပွားရေးမှာယုံကြည်လေးနဲ့ဝင်ရောက်လောက်ကန်တဲ့သူတိုင်း3နှစ်မှ5နှစ်တွင်လူတိုင်းတသန်းသိန်း5,000ပဲရမယ်ဆိုမလုံးနိုင်လားခင်ဗျာသိချလားသိချတယ်နော်ဒါကြောင့်မို့ဒီလိုမျိုးဝင်ငွေကိုကြိုင်လို့ကျွန်တော်တို့လေဝင်ရောက်လောက်ကန်နေတာဖြစ်တယ်ခင်ဗျာနောက်ထပ်ကျွန်တော်တို့လေအဲ့လိုမျိုးဝင်ငွေမျိုးကိုပေါ့နော်တချို့တွေကပြောကြတယ်ဘယ်လိုမျိုးရနိုင်လဲတဲ့တကယ်ရောရနိုင်ပါမလားလို့မေးကြတဲ့သူတော့မရှိဘူးလားခင်ဗျာရှိပါတယ်ရှိတယ်နော်ကျွန်တော်ဆိုလည်းအမြဲမေးခံရတယ်အဲ့လိုမျိုးဝင်ငွေကဘယ်လိုမျိုးရနိုင်လဲဆိုရင်တော့ခုနတော့ကကျွန်တော်တို့လေမှာအသိခွဲစုကြီးမှာဘယ်မှာတလိုင်းညာမှာတလိုင်းဆိုပြီးတော့ရှိတယ်အဲ့ဒီမှာကျွန်တော်တို့တွေကကိုအေကိုမိတ်ဆက်လိုက်တယ်ခင်ဗျာဒါပေမဲ့ကိုအေကနေစင်သက်သွားတဲ့သူဘယ်သူမှဆိုကျွန်တော်တို့ရဲ့နဝအောက်ကလူတွေဖြစ်တဲ့အတွက်ကျွန်တော်တို့သူ့ကိုသိချင်မှလည်းသိမယ်ခင်ဗျာဒါပေမဲ့ကျွန်တော်တို့ရဲ့နဝအောက်မှာတရားအောက်ကပဲဖြစ်ဖြစ်ဒီတရားအောက်ကပဲဖြစ်ဖြစ်1000အောက်ကပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့နဝထဲမှာလေရေမန်းချက်အရင်ထဲမှာကြီးပြီးတော့မိသားစုကိုချစ်တတ်တဲ့စိတ်နဲ့လွန်ခဲ့တဲ့4နှစ်လောက်ကသက်မောပုံမီမှာယုံကြည်လေးဝင်ရောက်လောက်ကန်ခဲ့တဲ့မမကျူလိုက်ဝဲလို့ခေါ်တဲ့အမျိုးသမီးတယောက်လိုမျိုးကိုရှာဖွေတွေ့ရှိခဲ့မယ်ဆိုပါစို့မမကျူလိုက်ဝဲမသိဘူးလားသိတယ်နော်မမကျူလိုက်ဝဲကလည်းသူ့ရဲ့ပြေဝအမှတ်ပြဆိုလဲနည်းနည်းတော့မဟုတ်ဘူးခင်ဗျာဒါပေမဲ့မမကျူလိုက်ဝဲဟာကျွန်တော်တို့ရဲ့နဝအောက်မှာမမကျူလိုက်ဝဲလို့လူမျိုးတယောက်ရှာဖွေတွေ့ရှိခဲ့မယ်ဆိုရင်မမကျူလိုက်ဝဲအခုကဘာရလို့လဲဘလူးတိုင်းရောဆိုရင်ပီဝီလေးဟာစမ်းတဲ့ကိုမကတော့ခင်ဗျာအဲ့လိုမျိုးပီဝီလေးမျိုးအကုန်လုံးကိုကျွန်တော်တို့နောက်အထပ်ကိုတက်တယ်ခင်ဗျာနောက်ထပ်ကျွန်တော်တို့လေးသာအလုပ်ကလေးနဲ့တွဲပြီးတော့နောက်ထပ်ဒီဘက်ခြမ်းကိုအချိန်လေးတစ်နေ့လောက်အချိန်ပေးကြည့်မယ်ခင်ဗျာအဲ့လိုမျိုးပေးလိုက်တဲ့အချိန်မှာကျွန်တော်တို့ကိုဘီကိုမိတ်ဆက်လိုက်တယ်ဆိုပါစို့ကိုဘီကနေစင်းသက်သွားတဲ့သူထဲကပဲဖြစ်ဖြစ်ကိုဘီလည်းဖြစ်ချင်းဖြစ်နေနိုင်တယ်တရားအောက်ကပဲဖြစ်ဖြစ်တရားအောက်ကပဲဖြစ်ဖြစ်1000အောက်ကပဲဖြစ်ဖြစ်ဒါပေမဲ့ဒီလိုအောက်လေးထဲမှာကိုမင်းကျော်လို့ခေါ်တဲ့ကရင်တိုင်းသားလူမျိုးမိသားစုကိုချစ်တဲ့စိတ်နဲ့ရေမန်းချက်ကြီးနဲ့ကြိုးစားရင်းနဲ့မှအခုဆိုရင် Black Diamond နဲ့တလားကိုတန်းနဲ့ချီရရှိနေတဲ့အမျိုးသားတစ်ယောက်ဖြစ်တယ်ခင်ဗျာဒါပေမဲ့ကျွန်တော်တို့သူ့ကိုသိစရာမလိုဘူးကျွန်တော်တို့ရဲ့နဝအောက်မှာအဲ့လိုမျိုးကိုမင်းကျော်ဦးလို့လူမျိုးတစ်ယောက်ရောက်ရှိခဲ့မယ်ဆိုရင်ကိုမင်းကျော်ဦးရဲ့ပြည်ဝီလိုမျိုးအတော့ကျွန်တော်တို့ရဲ့နဝအခက်ကိုတက်တယ်ခင်ဗျာဒါဆိုရင်ဒီဘက်ခြမ်းမှာလည်းကျွန်တော်တို့မမကျူလိုက်ဝဲလိုမျိုးအမျိုးသမီးတရားကိုရှာဖွေတွေ့ရှိခဲ့မယ်ဒီဘက်ခြမ်းကလည်းကိုမင်းကျော်ဦးလိုမျိုးအမျိုးသားတရားကိုရှာဖွေတွေ့ရှိခဲ့မယ်ဆိုရင်အဲ့လိုမျိုးဘယ်နဲ့ညာနဲ့ပါလိုက်တဲ့ပြည်သူအားလုံးဟာကျွန်တော်တို့ရဲ့နဝအထက်ကိုတက်တာဖြစ်လို့တလတွေထဲမှာအကျိန်ပေါင်း6600အထိပေးထားတာဖြစ်လို့3,500,000ဘက်ကိုလူတိုင်းရရှိနိုင်တာဖြစ်တယ်ခင်ဗျာအဲ့လိုမျိုးဝင်မျိုးကိုရနိုင်ဖို့ဘယ်နှစ်ပဲတောင်းမလဲ3နှစ်မှ5နှစ်လေးစောင့်နိုင်လားခင်ဗျာစောင့်နိုင်တဲ့သူတိုင်းရမယ်ဘာဖြစ်လို့လဲကျွန်တော်တို့နေတာမှာတော့10နှစ်လောက်တော့စောင့်ခဲ့ပြီအခုဒီ9,000ဝန်းကျင်တက်ဘူးခင်ဗျာဒါပေမဲ့ဆက်သမားစီဝါရေးမှာကျွန်တော်10လပဲကျူလာတယ်တလကို1000ကျော်အထက်မှာရှိရခင်ဗျာဒါကြောင့်ဆက်သမားတော့လက်ပတ်တယ်ဒီလိုမျိုးဝင်မျိုးကိုသူတို့တွေဘာကြောက်ရကြလဲဆိုရင်တော့မမကျူလိုက်ဝင်းတဲ့ကိုမင်းကျော်ဦးဟာသူတို့ချစ်တဲ့မိသားစုတွေကျူသားကြတာဖြစ်တဲ့ဒီထဲကြီးကမှနမတွေလည်းကိုချစ်တဲ့မိသားစုတွေမရှိဘူးလားသူတို့ကမှရေမန်းချက်ကြီးနဲ့ကျူသားနိုင်သေးတာကျွန်တော်တို့မကျူသားနိုင်လားခင်ဗျာကျူသားနိုင်တဲ့သူတိုင်းဒီလိုမျိုးဝင်မျိုးရတယ်ခင်ဗျာဒါကြောင့်မို့ဆက်မော်စီပွားရေးမှာဒီလိုမျိုးအသိဖွဲ့စုကြည်ကိုလည်းကြိုက်လို့ကျွန်တော်တို့လေဝင်ရောက်လောက်ကန်နေကြတာဖြစ်တဲ့နောက်ထပ်ကြိုက်တဲ့အချက်ရှိတဲ့ဒီလိုမျိုးနဝက်ကြီးရှိလာပြီဆိုတာနဲ့ကျွန်တော်တို့လေအသက်သိဆုံးသွားရင်တောင်မှကျွန်တော်တို့လေဝင်ဖြစ်နေကိုချစ်တဲ့မိသားစုတွေကိုလွှဲခွင့်ပေးကြလို့ရတယ်ခင်ဗျာကျွန်တော်တို့ရဲ့အပြင်မှာကျွန်တော်တို့ BC လို့တက်နေပဲကြည့်သူတို့လေးဆိုရင်အမွေပေးတဲ့ဆိုဘယ်လိုလေးပေးရလဲ
ညီပေးတာလို့ခြံပေးတာလို့အိမ်ပေးတာလို့ကားပေးတာလို့ပဲတွေ့ထူလိမ့်မယ်ခင်ဗျာဒီနေ့သက်သက်မော်စီဝါရေးမှာကိုကိုတိုင်းဒီမျိုးအသိဖွဲ့ကြီးလေကြီးထွားလာအောင်ကြိုးစားပေးပြီးဆိုရင်ကိုအသက်မရှိတော့ရင်တော့မှကျွန်တော်တို့ချစ်တဲ့မိသားစုကိုလာတဲ့ဝင်ငွေသိန်းနဲ့တန်နဲ့ချီအမွေဖြစ်နေလွှမ်းခဲ့ပေးလို့ရတယ်ခင်ဗျာဒါကြောင့်မလို့ကျွန်တော်တို့ဒီလိုမျိုးဝင်ငွေမျိုးကိုကြိုက်လို့ဝင်ရောက်လောက်ကကြတာဖြစ်တယ်ဒါကြောင့်မို့ဒီတိုင်းဒီကမှမလေးမတန်လားခင်ဗျာအရင်ကမှတန်တယ်နောက်ထပ်နံပါတ်5ကကြတော့ခေါင်းဆောင်မွေးထုတ်စုကြည်လို့ခေါ်တယ်ခင်ဗျာဒီခေါင်းဆောင်မွေးထုတ်စုကြည်ကိုသိဖို့အတွက်ကိုတိုင်းခေါင်းဆောင်တယောက်ရဲ့အရေးချင်းရှိရမယ်ခင်ဗျာကိုကအသေးလမ်းဝင်တယ်အဲ့တတိချေရအကြီးစားရဲ့ပိတ်တယ်အိမ်မှာပြန်ပြီးတော့ငေါတုတ်ထိုင်ပြီးအိမ်မှာဆိုခေါင်းဆောင်ကိုခေါ်ပါမလားမခေါ်ဘူးနော်ခေါင်းဆောင်ရဲ့မိတဲ့ကုမ္ပဏီကျောင်းကပြောတယ်ခင်းကမသိဘူးတက်ပါမလားစေဘပနာရောဘာပြောလဲဆိုနားလေလာလို့မင်းခင်းကလည်းမပြောတတ်ဘူးပြောရင်အဲ့တော့ခေါင်းဆောင်ဖြစ်တယ်လို့ခေါ်ပါမလားဒီနေ့ကိုတိုင်းနိုင်ကသက်မော်စီဝါရေးမှာခေါင်းဆောင်တယောက်အရေးချင်းရှိတဲ့ဖြစ်လို့ကိုတိုင်းနိုင်ကသက်မော်ကုမ္ပဏီမှာကုမ္ပဏီထောက်ကုန်ပစ္စည်းဈေးကွက်ပလန်ဘာတွေရှိလဲတေချာလေးလာတင်ယူပြီးတော့ကိုမိတ်ဆက်လိုက်တဲ့ဒေါင်းလိုက်လေးတွေနဲ့စီးပွားရေးပဒနာလေးတွေကိုလက်စစ်ကန်တင်ပြပေးလို့တိုင်ဆိုမကောင်းလားအဲ့လိုမျိုးလက်စစ်ကန်တင်ပြပေးလို့တက်တဲ့ဆိုရင်ကျွန်တော်တို့သူတို့ရဲ့အသင်းဖွဲ့တွေမကြီးထွားလာနိုင်ဘူးလားအဲ့လိုမျိုးအကြီးထွားလာနိုင်တဲ့ဆိုရင်သက်မော်ကုမ္ပဏီမှာတယောက်ကို20ရာခိုင်နှုန်းပေးရခင်ဗျာလို့ရှင်လားနော်โอเคလို့ချင်ပါနောက်ပြီးတော့ကျွန်တော်တို့တွေဘယ်လိုမျိုးရနိုင်လဲဆိုတော့ကိုတိုင်းနိုင်ကအရင်ဆုံးသင်ယူမယ်သင်ယူထားပြီးတော့ဥပမာကိုမိတ်ဆက်လိုက်တဲ့ကိုအိထဲကဘသူဖြစ်ပေါ့ဒီမှာတော့သားလို့ပြောထားတဲ့သူက generation နဲ့တွားထားတာဖြစ်လို့ကိုအိကိုကျွန်တော်တို့ကနေပြီးတော့ဒီနေ့သက်မော်စီပွားရေးမှာကျွန်တော်တို့လှုပ်ဆောင်ခဲ့တဲ့ဤစနစ်အတိုင်းပြောပြတင်ပြပေးလို့သူအသိဖွဲ့တွေကိုကြီးထွားလာနိုင်ဘူးလားသူအဲ့လိုမျိုးအသိဖွဲ့တွေကြီးထွားလာမယ်ဆိုရင်သူဟာခုနကတော့နံပါတ်4အသိဖွဲ့စုချီမှာတလားကိုတသိန်းပဲရရှိခဲ့မဲ့ဆိုရင်ကုမ္ပဏီကနေပြီးတော့မိတ်ဆွေကို20ရာခိုင်နှုန်း2000ပဲဆိုပြီးတော့အကျိုးခံစားခွင့်ပေးတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်တို့တွေမိတ်ဆက်လိုက်တဲ့ကိုအေးကတယောက်တည်းပဲရှိပါမလားမရှိဘူးနော်အများကြီးရှိမဲ့ generation 1ဒီနားမှာတာလို့ပြီးတော့နော်ဒါကြောင့်မလို့ကျွန်တော်တို့တယောက်ကိုတလားကိုတသိန်းပဲရအောင်ကူညီပေးမယ်ဆိုရင်တလားမှာကျွန်တော်တို့လေ2000ပဲရရှိနိုင်တာဖြစ်တယ်10ရောက်ဆိုဘယ်လောက်ရရှိနိုင်လဲတယောက်မှာ20ရာခိုင်နှုန်း2000ပဲရမယ်ဆိုရင်10ရောက်ဆိုဘယ်လောက်ရမလဲဘယ်လား2000လဲဒါဆိုရင်ကျွန်တော်တို့ကជីဝတယောက်တည်းရှိပါမလားမရှိဘူးနော်အများရှိတယ်10ယောက်ရှိတဲ့လူ10ယောက်ကို10သိန်းဖြောင်းတာမွေးထုတ်ကျွန်တော်တို့ရဲ့အနည်းဆုံးအများကြီးရမယ်ခင်ဗျာနောက်ထပ်ကျွန်တော်တို့မိတ်ဆက်လိုက်တဲ့ G1 မှာရောသူ့မှာမိတ်ဆက်ထားတဲ့သူတွေမရှိဘူးလားရှိပါပါတယ်သူကနေပြီးတော့သက်သွားတဲ့ကျွန်တော်တို့ရဲ့ G2 generation 2အဲ့ဒီသူ့ကိုလည်းကျွန်တော်တို့လေကုမ္ပဏီရဲ့ဤစနစ်တွေကိုတည်တည်ချာတင်ပြမယ်ပြောပြလိုက်လို့သူကနေပြီးတော့တေချာဤစနစ်ကိုနားလေသဘောပေါက်တယ်ဆိုပြီးလောက်ကရင်ထဲမှာနံပါတ်4အသင်းဖွဲ့စုချေမှာတလားကိုတသိန်းပဲရရှိခဲ့မယ်ဆိုရင်ကုမ္ပဏီကနေပြီးတော့20ရာခိုင်နှုန်း2000ပဲဆိုပြီးတော့ပေးတယ်ခင်ဗျာဒါကတော့ G2 နောက်ထပ်သက်မော်စီးပွားရေးမှာဘယ်ကုမ္ပဏီမှမတူတဲ့ G3 အစိမ်းတောင်မှာအကျိုးခံစားခွင့်ပေးတယ်ခင်ဗျာခုနကတော့က G1 တို့ G2 တို့ကိုတင်ပြပေးတဲ့ဒီစနစ်ကိုကျွန်တော်တို့ G3 ကိုတင်ပြပေးလို့မနိုင်ဘူးလားပို့လို့နိုင်သေးတယ်နော်ကျွန်တော်တို့ G1 G2 တာမှာပြောပြနိုင်သေးတယ်ဆိုရင် G3 ကိုပို့ပြီးတော့ပြောပြနိုင်သေးတယ်ကျွန်တော်သင်ထားတဲ့ပညာရပ်တွေကုန်ပြီလားခင်ဗျာမကုန်သေးဘူးနော်ကျွန်တော်တို့ပြောပြနိုင်တယ်ဆိုပြနိုင်တယ်အဲ့လိုမျိုးပြောပြဆိုပြနိုင်လို့သူကနေပြီးတော့နံပါတ်4အသိဖွဲ့စုချင်မှာတလားကိုတသိန်းပဲရရှိခဲ့မယ်ဆိုရင်ကုမ္ပဏီကနေပြီးတော့30ရာခိုင်နှုန်း1000ပဲဆိုပြီးတော့အကျိုးခံစားခွင့်ပေးရခင်ဗျာဟိုဟာသက်မောက3သိန်းထိအောင်ပေးရခင်ဗျာဒါဆိုကျွန်တော်တို့တယောက်ပဲကူညီမလားအများကြီးကူညီမလားခင်ဗျာအများကြီးကူညီမယ်နော်အများကြီးကိုကူညီပြီးကျွန်တော်တို့ခေါင်းဆောင်ဝေးထုတ်စုချင်အများကြီးကိုရရှိနိုင်တာဖြစ်တယ်ခင်ဗျာနောက်ထပ်နံပါတ်6ကကြတော့ဂုံပြုစုကြည်လို့ခေါ်တယ်ခင်ဗျာဒီဝင်ငွေဟာဆိုရင်လည်းကျွန်တော်တို့လေစဉ်းစားကြရတာမလို့တော့ဘူးခုနတော့ကနံပါတ်1 2 3 4 5မှာကျွန်တော်တို့
တေးသေးချာကြိုးစားခဲ့တဲ့အောင်မြင်တဲ့သူတယောက်ဖြစ်ပြီးဆိုပြီးတော့ကျွန်တော်တို့ကိုဂုဏ်ပြုစုကျေးဇူးပြီးတော့ပေးထားတာဖြစ်တဲ့အောင်မြင်သွားတဲ့သူဆိုပြီးသတ်မှတ်ပေးရဲ့ဘယ်လိုပေးရလဲဆိုရင်တော့ကျွန်တော်တို့တွေကနေပြီးဒိုင်းမိုးရတို့ကိုရရှိခဲ့မဲ့ဆိုရင်ကုမ္ပဏီကနေပြီးတော့တီးတန်း2သိန်းဘတ်ပေးတာဖြစ်တဲ့ဘလူးဒိုင်းမိုးဆိုရင်3သိန်းဘတ်အစားတစ်ဖြစ်အမြင့်ဆုံးနဲ့သူပေးထားတာဆိုရင်ဂုံပြုစုကျေတိတန့်ပဲ19တန်နဲ့9သိန်းပဲထိရရှိနိုင်တာဖြစ်တယ်ခင်ဗျာအပြင်မှာကျွန်တော်တို့ဒီမျိုးဝင်မျိုးရနိုင်လားခင်ဗျာမရနိုင်ဘူးနော်ဆက်မောဆိုတဲ့တနေရာထဲမှာရနိုင်တာဖြစ်လို့ဆက်မောတဲ့လက်ဖက်ပန်ကျဲပြီးကြားချင်တယ်ခင်ဗျာနောက်ပြီးတော့ဒီလိုဝင်မျိုးကိုရပြီးတဲ့အပြင်မှာကျွန်တော်တို့လေဆက်သမောကုမ္ပဏီမှာကျွန်တော်တို့နိုင်ငံခြားလက်ပတ်ခရီး free တစ်နှစ်ကို3ကြိမ်ဆိုပြီးတော့လိုက်ပါခွင့်ရရှိနိုင်တာဖြစ်တဲ့နိုင်ငံသေးဆိုရင်2နိုင်ငံနိုင်ငံကြီးဆိုရင်1နိုင်ငံအလဲကကိုချစ်တဲ့သူတွေနဲ့တွားခွင့်ရမယ်ဆိုတော့လုံးနိုင်လားခင်ဗျာလုံးနိုင်တယ်ဆိုရင်ဒီနေ့စလိုင်းကမှကြည့်ပေးမယ်နော်ဒါသွားမယ်ခရီးလေးmy skin. You say that only could rebuild this. ဟုတ်ကဲ့ပါဆက်ဆက်မော်လည်းထားလိုက်ရည်โอเคဆက်ဆက်မော်စီပွားရေးမှာဒီလိုမျိုးလေးရရှိဖို့ဆိုရင်တော့ဆက်ဆက်မော်ရဲ့ဒီစနစ်တွေကိုတည်တည်ချာချာလေးလာကျင့်သုံးရင်းမှာအထက်ကညွှန်ပြတဲ့ခေါင်းဆောင်တွေရဲ့စကားကိုမတွေ့မသိလေးလာသင်ယူရင်းနဲ့ဆက်ဆက်မော်မှာဒီလိုမျိုးရမယ်ဆိုရင်မလုပ်ပြောင်းလားပြောင်းပါအချိန်လည်းအများကြီးပေးကြမလို့ဘူးနေ့သားမှာကျွန်တော်တို့ဘယ်လောက်ပြအောင်အချိန်ပေးခဲ့လဲခင်ဗျာ10နှစ်တော့မှရှိပြီဒီလိုမျိုးမရဘူးသက်သက်သမမ3နှစ်မှ5နှစ်ကြိုးစားခုနကလည်းမျိုးပြီးလိုက်ပါကိုရကောင်းလားမှန်ပါပါဒါကြောင့်မို့ကျွန်တော်ဒီနေ့ဈေးကွက်ပလာကိုပြောပြပေးတာဒီမှာနေပြီးဆုံးသွားပြီဖြစ်တယ်ကြိုးစားကြမယ်ဟောโอเคဒါကြောင့်မို့အရန်မှလေးစားအားကြတဲ့ MC အမချော်ချော်လေးမဆုမြပွင့်ကိုစင်မော်ကိုဖိတ်ခေါ်ပါလေခင်ဗျာ